မိဘပြည်သူများရှင်ကျမတို့ရဲ့ထုတ်လွှင့်ပြန်ကြားသတင်းမှန်များစီစဉ်ကနေဒီကနေ့မှာထုတ်လွှင့်တင်ဆက်ပေးမှာကတော့လူမှုကွန်ရက်မှာပြန့်နှံ့နေတဲ့သတင်းတူသတင်းမှားများကိုသတင်းမှန်ပြန်ကြားပေးမှာပဲဖြစ်ပါရဲ့ရှင်ပထမဆုံးတစ်ပုတ်အနေနဲ့နောင်ချိုမိုးမိတ်နဲ့မိုးကုံမြို့တို့မှာလုံခြုံရေးတပ်ဖွဲ့များရဲ့တိုက်ခိုက်မှုကြောင့်ပြည်သူ18ဦးသေဆုံးပြီး42ဦးဒဏ်ရာရခဲ့တယ်လို့သတင်းအမှားများဖြန့်ဝေလျက်ရှိတဲ့သတင်းကိုတင်ပြပါမယ်ရှင်။ရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချိုမြို့မိုးမိတ်မြို့နဲ့မန္တလေးတိုင်းဒေသကြီးမိုးကုံမြို့နယ်တို့မှာအခုလ9ရက်နေ့မှာ9ရက်နေ့အတွင်းလုံခြုံရေးတပ်ဖွဲ့များရဲ့တိုက်ခိုက်မှုများကြောင့်ပြည်သူ18ဦးသေဆုံးပြီး42ဦးဒဏ်ရာရရှိခဲ့ကအဆောက်အဦ85လုံးပျက်စီးခဲ့လို့ပြည်ဖြတ်မီဒီယာများကဝါဒဖြန့်ဝေနေတာကိုတွေ့ရှိရပါတယ်။အဲ့ဒီသတင်းနဲ့ပတ်သက်ပြီးနယ်မြေကန်တာဝန်ရှိသူများရဲ့ဖြေကြားချက်အရလုံခြုံရေးတပ်ဖွဲ့ဝင်အနေနဲ့အဲ့ဒီနယ်မြေများအတွင်းခိုးအောင်လှုပ်ရှားလျက်ရှိတဲ့အကြမ်းဖက်သမားများရဲ့သတင်းများကိုတာဝန်သည့်ပြည်သူများရဲ့အတိအကျသတင်းပေးမှုများအရာလိုအပ်တဲ့လုံခြုံရေးလုပ်ငန်းများကိုသာလှုပ်ဆောင်လျက်ရှိကြောင်းအကြမ်းဖက်သမားများအနေနဲ့သူတို့ကိုမထောက်ခံတဲ့ရဟန်းရှင်လူပြည်သူများကိုလက်နက်အားကိုနဲ့အကြောင်းမဲ့ပြစ်ခတ်တပ်ဖြတ်ခြင်းကြေးရွာများကိုမိရှို့ခြင်းလက်နက်ကြီးများဖြင့်အကြောင်းမဲ့ရန်တပ်ပစ်ခတ်ခြင်းများကိုအဆိုပါနယ်မြေအတွင်းမှာလှုံ့ဆော်လျက်ရှိကြောင်းသိရှိရပါတယ်။အဲဒီလိုအကြမ်းဖက်သမားများရဲ့လုပ်ရများကိုဖုံးကွယ်ရနေလုံခြုံရေးတပ်ဖွဲ့များပေါ်ပြည်သူများအထင်အမြင်လွဲမှားစေရန်အတွက်မြို့ရွာများမှာလုံခြုံရေးတပ်ဖွဲ့များကမိရှို့ခြင်းလက်နက်ကြီးများဖြင့်ပစ်ခတ်ခဲ့ခြင်းကြောင့်ပြည်သူများထိခိုက်ဒေဆုံးရတယ်လို့တစ်ဖက်သက်ဆွဆွဲရေးသားထားတဲ့သတင်းတူသတင်းမှားများကိုသာရည်ရွယ်ချက်ရှိရှိလှုံ့ဆော်ဝါဒဖြန့်နေခြင်းသာဖြစ်တယ်လို့သိရှိရပါတယ်ရှင်။နောက်ထပ်တစ်ပုတ်အနေနဲ့6မြို့နယ်ရှိကျေးရွာ2ရွာကိုလုံခြုံရေးတပ်ဖွဲ့များကမီးရှို့ဖျက်ဆီးပြီးပြည်သူပိုင်ပစ္စည်းများကိုအရမတ်ယူဆောင်သွားတယ်လို့သတင်းတူသတင်းမှားများမဟုတ်မမှန်လှုံ့ဆော်ရေးသားဝါဒဖြန့်လျက်ရှိတဲ့သတင်းကိုတင်ပြပါမယ်ရှင်။မကွေးတိုင်းဒေသကြီး6မြို့နယ်ဂွေးပင်ကြီးကျေးရွာနဲ့ဂွေးပင်လေးကျေးရွာတို့ကိုအခုလ9ရက်ကလုံခြုံရေးတပ်ဖွဲ့များမှမီးရှို့ဖျက်ဆီးပြီးပြည်သူပိုင်ပစ္စည်းများကိုအရမတ်ယူဆောင်သွားတယ်လို့တရားမဝင်ပြည်ဖြတ်မီဒီယာများကသတင်းတူသတင်းမှားများမဟုတ်မမှန်လောက်ကျန်ရေးသားဝါဒဖြန့်ဝေလျက်ရှိပါတယ်။ဖြစ်စဉ်အမှန်မှာအခုလ9ရက်က6မြို့နယ်ကုန်းကြီးကျေးရွာကို PDF အမည်ခံအကြမ်းဖက်သမားများကလက်နက်ကြီးလက်နက်ငယ်များဖြင့်လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးဂွေးပင်ကြီးကျေးရွာနဲ့ဂွေးပင်လေးကျေးရွာတို့ကိုလည်းအခုလ10ရက်ကကျေးရွာအတွင်းဝင်ရောက်ခါလက်နက်ငယ်များဖြင့်ရန်တမ်းပစ်ခတ်ပြီးနေအိမ်များကိုမိရှို့ဖျက်ဆီးခဲ့ခြင်းကြောင့်ဒေသခံပြည်သူများထွက်ပြေးတိမ်းရှောင်နေရကြောင်းအဲဒီနောက်ကျေးရွာအတွင်းမှာပြည်သူပိုင်ပစ္စည်းများကိုအကြမ်းဖက်သမားများကယူဆောင်သွားခဲ့ကြောင်းဒေသခံပြည်သူတအုပ်ရဲ့ပြောကြားချက်အရသိရှိရပါတယ်။တရားမဝင်ပြည်ဖြတ်မီဒီယာများအနေဖြင့် PDF အမည်ခံအကြမ်းဖက်သမားများရဲ့အကြမ်းဖက်လုပ်ရများကိုဖုံးကွယ်ပြီးနယ်မြေလုံခြုံရေးဆောင်ရွက်နေတဲ့လုံခြုံရေးတပ်ဖွဲ့များပေါ်အထင်အမြင်လွဲမှားစေရန်တစ်ဖက်သက်ဆွဆွဲရေးသားပြီးဝါဒဖြန့်ဝေလျက်ရှိပါတယ်။ဒါကြောင့်အဆိုပါကျေးရွာနေအိမ်များကိုမီးရှို့ဖျက်ဆီးပြီးပြည်သူပိုင်ပစ္စည်းများကိုအရမတ်ယူဆောင်သွားတယ်။၎င်းအကြမ်းဖက်သမားများရဲ့လှုပ်ရှားမှုသတင်းများရရှိပါကောဒီဆက်ရောက်လုံခြုံရေးတပ်စခန်းများကိုလျှို့ဝှက်စွာသတင်းပေးပို့နိုင်ပါရဲ့ရှင်။ဆက်လက်ပြီးကဏီမျိုးနယ်မူတော်နဲ့လက်ကြီးရွာကိုတပ်မတော်ကလေကြောင်းဖြင့်ဘုံကျဲတိုက်ခိုက်တယ်လို့မဟုတ်မမှန်သတင်းများရေးသားဖြန့်ဝေလျက်ရှိတဲ့သတင်းကိုတင်ပြပါမယ်ရှင်။စကိုင်းတိုင်းဒေသကြီးကဏီမျိုးနယ်မူတော်အရှိရွာနဲ့လက်ကြီးရွာကိုလုံခြုံရေးတပ်ဖွဲ့များကအခုလ10ရက်နေ့လယ်ပိုင်းမှာလေကြောင်းဖြင့်ဘုံကျဲတိုက်ခိုက်မှုများပြုလုပ်ခဲ့တယ်လို့မဟုတ်မမှန်သတင်းမှားများရေးသားဖြန့်ဝေလျက်ရှိတာကိုတွေ့ရှိရပါတယ်။အဲ့ဒီတဲ့နဲ့ပတ်သက်ပြီးဒေသခံပြည်သူများနဲ့နယ်မြေကန်လုံခြုံရေးတပ်ဖွဲ့များကိုမေးမြန်းခဲ့ရမှာစကိုင်းတိုင်းဒေသကြီးကဏီမြို့နယ်မူတော်အရှိရွာနဲ့နက်ကြီးရွာဝင်းကျင်ပေါင်းလုံခြုံရေးတပ်ဖွဲ့များအနေဖြင့်ပြည်သူများစိတ်အေးချမ်းသာစွာဖြင့်နေထိုင်လုပ်ကိုင်စားသောက်နိုင်ရေးအတွက်လိုအပ်တဲ့လုံခြုံရေးလုပ်ငန်းများကိုဆောင်ရွက်ပေးလျက်ရှိပြီးဒေသခံပြည်သူများအနေဖြင့်လည်းအေးချမ်းစွာသွာလာလှုပ်ရှားနေထိုင်လျက်ရှိကြောင်းနဲ့လုံခြုံရေးတပ်ဖွဲ့များအနေဖြင့်ပြည်သူများနေထိုင်ရာနေရာဒေသများကိုလေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့ခြင်းမရှိကြောင်းသိရပါတယ်။အထက်ပါမဟုတ်မမှန်သတင်းမှားများမှာတပ်မတော်နှင့်ပြည်သူအကြားအထင်အမြင်လွဲမှားစေရန်အကြမ်းဖက်သမားများရဲ့အကြမ်းဖက်လုပ်ရများကိုဖုံးကွယ်ရန်အတွက်တရားမဝင်ပြည်ဖြတ်မီဒီယာများကလူမှုကွန်ရက်ပေါ်မှာရေးသားဖြန့်ဝေနေခြင်းသာဖြစ်တယ်လို့သိရှိရပါတယ်ရှင်။မိဘပြည်သူများရှင်
နိုင်ငံတော်အစိုးရနဲ့တပ်မတော်အပါအဝင်လုံခြုံရေးတပ်ဖွဲ့ဝင်များကနိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနဲ့တရားဥပဒေစိုးမိုးရေးလုပ်ငန်းများဆောင်ရွက်နေမှုအပေါ်တရားမဝင်ပြစ်ဖြတ်မီဒီယာများနဲ့အကြမ်းဖက်အားပေးထောက်ခံသူများကလူမှုကွန်ရက်ပေါ်မှာသတင်းတုသတင်းမှားများကိုရည်ရွယ်ချက်ရှိရှိလှုံ့ဆော်ရေးသားဖြန့်ဝေနေတာကိုမိဘပြည်သူများသိရှိစေဖို့အတွက်သတင်းမှန်များကိုတင်ဆက်လိုက်ရပါတယ်ရှင်။မိဘပြည်သူများရှင်ကျမတို့ရဲ့ထုတ်လွှင့်ပြန်ကြားသတင်းမှန်များစီစဉ်ကနေဒီကနေ့မှာထုတ်လွှင့်တင်ဆက်ပေးမှာကတော့လူမှုကွန်ရက်မှာပြန့်နှံ့နေတဲ့သတင်းတုသတင်းမှားများကိုသတင်းမှန်ပြန်ကြားပေးမှာပဲဖြစ်ပါရဲ့ရှင်ပထမဆုံးတစ်ပုတ်အနေနဲ့နောင်ချိုမိုးမိတ်နဲ့မိုးကုံမြို့တို့မှာလုံခြုံရေးတပ်ဖွဲ့ဝင်များရဲ့တိုက်ခိုက်မှုကြောင့်ပြည်သူ18ဦးသေဆုံးပြီး42ဦးဒဏ်ရာရခဲ့တယ်လို့သတင်းအမှားများဖြန့်ဝေလျက်ရှိတဲ့သတင်းကိုတင်ပြပါမယ်ရှင်။ရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချိုမြို့မိုးမိတ်မြို့နဲ့မန္တလေးတိုင်းဒေသကြီးမိုးကုံမြို့နယ်တို့မှာအခုလ9ရက်နေ့မှာ9ရက်နေ့အတွင်းလုံခြုံရေးတပ်ဖွဲ့ဝင်များရဲ့တိုက်ခိုက်မှုများကြောင့်ပြည်သူ18ဦးသေဆုံးပြီး42ဦးဒဏ်ရာရရှိခဲ့ကအဆောက်အဦ85လုံးပျက်စီးခဲ့လို့ပြည်ဖြတ်မီဒီယာများကဝါဒဖြန့်ဝေနေတာကိုတွေ့ရှိရပါတယ်။အဲ့ဒီသတင်းနဲ့ပတ်သက်ပြီးနယ်မြေခံတာဝန်ရှိသူများရဲ့ဖြေကြားချက်အရလုံခြုံရေးတပ်ဖွဲ့ဝင်အနေနဲ့အဲ့ဒီနယ်မြေများအတွင်းခိုးအောင်လှုပ်ရှားလျက်ရှိတဲ့အကြမ်းဖက်သမားများရဲ့သတင်းများကိုတာဝန်သည့်ပြည်သူများရဲ့အတိအကျသတင်းပေးမှုများအရာလိုအပ်တဲ့လုံခြုံရေးလုပ်ငန်းများကိုသာလှုပ်ဆောင်လျက်ရှိကြောင်းအကြမ်းဖက်သမားများအနေနဲ့သူတို့ကိုမထောက်ခံတဲ့ရဟန်းရှင်လူပြည်သူများကိုလက်နက်အားကိုနဲ့အကြောင်းမဲ့ပြစ်ခတ်တပ်ဖြတ်ခြင်းကြေးရွာများကိုမိရှို့ခြင်းလက်နက်ကြီးများဖြင့်အကြောင်းမဲ့ရန်တပ်ပြစ်ခတ်ခြင်းများကိုအဆိုပါနယ်မြေအတွင်းမှာလှုံ့ဆော်လျက်ရှိကြောင်းသိရှိရပါတယ်။အဲဒီလိုအကြမ်းဖက်သမားများရဲ့လုပ်ရများကိုဖုံးကွယ်ရန်နှင့်လုံခြုံရေးတပ်ဖွဲ့ဝင်များပေါ်ပြည်သူများအထင်အမြင်လွဲမှားစေရန်အတွက်မြို့ရွာများမှာလုံခြုံရေးတပ်ဖွဲ့ဝင်များကမိရှို့ခြင်းလက်နက်ကြီးများဖြင့်ပစ်ခတ်ခဲ့ခြင်းကြောင့်ပြည်သူများထိခိုက်ဒေဆုံးရတယ်လို့တစ်ဖက်သက်ဆွဆွဲရေးသားထားတဲ့သတင်းတုသတင်းမှားများကိုသာရည်ရွယ်ချက်ရှိရှိလှုံ့ဆော်ဝါဒဖြန့်နေခြင်းသာဖြစ်တယ်လို့သိရှိရပါတယ်ရှင်။နောက်ထပ်တစ်ပုတ်အနေနဲ့6မြို့နယ်ရှိကျေးရွာ2ရွာကိုလုံခြုံရေးတပ်ဖွဲ့များကမီးရှို့ဖျက်ဆီးပြီးပြည်သူပိုင်ပစ္စည်းများကိုအရမတ်ယူဆောင်သွားတယ်လို့သတင်းတုသတင်းမှားများမဟုတ်မမှန်လှုံ့ဆော်ရေးသားဝါဒဖြန့်လျက်ရှိတဲ့သတင်းကိုတင်ပြပါမယ်ရှင်။မကွေးတိုင်းဒေသကြီး6မြို့နယ်ဂွေးပင်ကြီးကျေးရွာနဲ့ဂွေးပင်လေးကျေးရွာတို့ကိုအခုလ9ရက်ကလုံခြုံရေးတပ်ဖွဲ့ဝင်များမှမီးရှို့ဖျက်ဆီးပြီးပြည်သူပိုင်ပစ္စည်းများကိုအရမတ်ယူဆောင်သွားတယ်လို့တရားမဝင်ပြည်ဖြတ်မီဒီယာများကသတင်းတုသတင်းမှားများမဟုတ်မမှန်လောက်ကျန်ရေးသားဝါဒဖြန့်ဝေလျက်ရှိပါတယ်။ဖြစ်စဉ်အမှန်မှာအခုလ9ရက်က6မြို့နယ်ကုန်းကြီးကျေးရွာကို PDF အမည်ခံအကြမ်းဖက်သမားများကလက်နက်ကြီးလက်နက်ငယ်များဖြင့်လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးဂွေးပင်ကြီးကျေးရွာနဲ့ဂွေးပင်လေးကျေးရွာတို့ကိုလည်းအခုလ10ရက်ကကျေးရွာအတွင်းဝင်ရောက်ခါလက်နက်ငယ်များဖြင့်ရန်တမ်းပစ်ခတ်ပြီးနေအိမ်များကိုမိရှို့ဖျက်ဆီးခဲ့ခြင်းကြောင့်ဒေသခံပြည်သူများထွက်ပြေးတိမ်းရှောင်နေရကြောင်းအဲဒီနောက်ကျေးရွာအတွင်းမှာပြည်သူပိုင်ပစ္စည်းများကိုအကြမ်းဖက်သမားများကယူဆောင်သွားခဲ့ကြောင်းဒေသခံပြည်သူတအုပ်ရဲ့ပြောကြားချက်အရသိရှိရပါတယ်။တရားမဝင်ပြည်ဖြတ်မီဒီယာများအနေဖြင့် PDF အမည်ခံအကြမ်းဖက်သမားများရဲ့အကြမ်းဖက်လုပ်ရများကိုဖုံးကွယ်ပြီးနယ်မြေလုံခြုံရေးဆောင်ရွက်နေတဲ့လုံခြုံရေးတပ်ဖွဲ့များပေါ်အထင်အမြင်လွဲမှားစေရန်တစ်ဖက်သက်ဆွဆွဲရေးသားပြီးဝါဒဖြန့်ဝေလျက်ရှိပါတယ်။ဒါကြောင့်အဆိုပါကျေးရွာနေအိမ်များကိုမီးရှို့ဖျက်ဆီးပြီးပြည်သူပိုင်ပစ္စည်းများကိုအရမတ်ယူဆောင်သွားတယ်။၎င်းအကြမ်းဖက်သမားများရဲ့လှုပ်ရှားမှုသတင်းများရရှိပါကောဒီဆက်ရောက်လုံခြုံရေးတပ်စခန်းများကိုလျှို့ဝှက်စွာသတင်းပေးပို့နိုင်ပါရဲ့ရှင်။ဆက်လက်ပြီးကဏီမြို့နယ်မူတော်နဲ့နှက်ကြီးရွာကိုတပ်မတော်ကလေကြောင်းဖြင့်ဘုံကျဲတိုက်ခိုက်တယ်လို့မဟုတ်မမှန်သတင်းများရေးသားဖြန့်ဝေလျက်ရှိတဲ့သတင်းကိုတင်ပြပါမယ်ရှင်။စကိုင်းတိုင်းဒေသကြီးကဏီမြို့နယ်မူတော်အရှိရွာနဲ့နှက်ကြီးရွာကိုလုံခြုံရေးတပ်ဖွဲ့များကအခုလ10ရက်နေ့လယ်ပိုင်းမှာလေကြောင်းဖြင့်ဘုံကျဲတိုက်ခိုက်မှုများပြုလုပ်ခဲ့တယ်လို့မဟုတ်မမှန်သတင်းမှားများရေးသားဖြန့်ဝေလျက်ရှိတာကိုတွေ့ရှိရပါတယ်။
အဲ့ဒီသတင်းနဲ့ပတ်သက်ပြီးဒေသခံပြည်သူများနဲ့နေမြေကလုံခြုံရေးတပ်ဖွဲ့ဝင်များကိုမေးမြန်းခဲ့ရမှာစကိုင်းတိုင်းဒေသကြီးကဏီမြို့နယ်မူရောအရှိရွာနဲ့နက်ကြီးရွာဝင်းကျင်ပေါင်းလုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့်ပြည်သူများစိတ်အေးချမ်းသာစွာဖြင့်နေထိုင်လုပ်ကိုင်စားသောက်နိုင်ရေးအတွက်လိုအပ်တဲ့လုံခြုံရေးလုပ်ငန်းများကိုဆောင်ရွက်ပေးလျက်ရှိပြီးဒေသခံပြည်သူများအနေဖြင့်လည်းအေးချမ်းစွာသွာလာလှုပ်ရှားနေထိုင်လျက်ရှိကြောင်းနဲ့လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့်ပြည်သူများနေထိုင်ရာနေရာဒေသများကိုလေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့ခြင်းမရှိကြောင်းသိရပါတယ်။အထက်ပါမဟုတ်မမှန်သတင်းမှားများမှာတပ်မတော်နှင့်ပြည်သူအကြားအထင်အမြင်လွဲမှားစေရန်အကြမ်းဖက်သမားများရဲ့အကြမ်းဖက်လုပ်ရများကိုဖုံးကွယ်ရန်အတွက်တရားမဝင်ပြည်ဖြတ်မီဒီယာများကလူမှုကွန်ရက်ပေါ်မှာရေးသားဖြန့်ဝေနေခြင်းသာဖြစ်တယ်လို့သိရှိရပါတယ်ရှင်။မိဘပြည်သူများရှင်နိုင်ငံတော်အစိုးရနဲ့တပ်မတော်အပါအဝင်လုံခြုံရေးတပ်ဖွဲ့ဝင်များကနိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနဲ့တရားဥပဒေစိုးမိုးရေးလုပ်ငန်းများဆောင်ရွက်နေမှုအပေါ်တရားမဝင်ပြည်ဖြတ်မီဒီယာများနဲ့အကြမ်းဖက်အားပေးထောက်ခံသူများကလူမှုကွန်ရက်ပေါ်မှာသတင်းတုသတင်းမှားများကိုရည်ရွယ်ချက်ရှိလှုံ့ဆော်ရေးသားဖြန့်ဝေနေတာကိုမိဘပြည်သူများသိရှိစေဖို့အတွက်သတင်းမှန်များကိုတင်ဆက်လိုက်ရပါတယ်ရှင်။